Too many ဘောလည်းကောက်မှာပေါ့နော် level 1နဲ့2နဲ့ပေါ့နော်ကျွန်တော်တို့ဘာတွေကွာခြားမှုရှိလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာအကြမ်းဖျင်းနည်းနည်းရှင်းပြပေးခြင်းတယ်ကျွန်တော်တချို့တော်များလာမိတဲ့သူလည်းရှိတယ်ပေါ့နော် level 1နဲ့2နဲ့ပေါ့နော်ဘယ်လိုကွာခြားမှုရှိလဲနောက်တစ်ခုက level 1နဲ့ရောသုံးလို့မရဘူးလားဆိုပြီးတော့မိတဲ့သူတွေလည်းရှိတယ်ဆိုတော့အဲ့အောင်ကျွန်တော်ကအကြမ်းဖျင်းပြပြပေးမယ်ကျွန်တော်တို့ level 1နဲ့လည်းသုံးလို့မရအောင်မဟုတ်သုံးလို့ရတယ်ဒါပေမဲ့ level 1အဆင့်ကျတော့ကျွန်တော်တို့ကဒီတာမန်ပေါ့နော်နည်းနည်းပါးလောက်ပဲသုံးလို့ရမယ်ဗျာကျွန်တော်တို့ထိုင်းပန်နေတဲ့ငွေလွှဲလို့မရဘူးမြန်မာပြည်ကိုငွေပို့လို့မရဘူးပေါ့နော်ပြီးတော့တလားမှာလည်းသူအသုံးပြုခွင့်ပမာဏအရင်နေတဲ့ဘန်းငွေအဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့9000လောက်ပဲအသုံးပြုလို့ရတယ်ဗျ9000လောက်သုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကlimit ပြည့်သွားပြီနောက်လာကြောင်ပြန်ဆောင်ရတယ်ပေါ့နော်နောက်လာမှပြန်သုံးရတယ်ဆိုတော့အဆင်မပြေဘူးအကြောင်းမလို့တော်များများလဲကျွန်တော်တို့အကောင့်ထဲငွေထုတ်ရှင်တဲ့သူတွေဆိုလို့ရှိရင်တိုင်ပတ်တာအဲ့ပြဿနာပေါ့နော်ကျွန်တော်တို့ limit ပြည့်သွားပြီဆိုလို့ရှိရင်အမှထုတ်မရတော့ဘယ်လိုလုပ်ရမလဲဆိုပြီးမေးတာပေါ့နော်ဆိုတော့ကျွန်တော်ကြံပေးချင်တာက level 2တင်ထားပါ level 2တင်ထားမယ်ဆိုကျွန်တော်တို့ကအများကြီးခွင့်ရရှိတယ် level 2ကျတော့ကျွန်တော်တို့တစ်လကို9000ဘတ်အသုံးပြုလို့ရတယ်ထုတ်လို့ရတယ်ပေါ့နော်အကောင့်ထဲကနေတစ်ကြိုက်သုံးလို့ရတယ်မြန်မာပြည်ငွေလွှဲလို့ရမယ်ထိုင်းဘဏ်တွေကိုကျွန်တော်တို့ဒါငွေပေးရှည်တာတွေscan QR code နဲ့လွှဲတာတွေအများကြီးပဲဗျအသုံးပြုလို့ရတယ်ပေါ့နော်ဆိုတော့အကြောင်းမလို့ကျွန်တော်တို့ကlevel 2ကိုပြင်တင်ထားပါပေါ့နော် level 2တင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မှာအများကြီးလိုအပ်နေတာတော့မဟုတ်ဘူးတော်တော်များများဒီချိန်မှာ visa တွေမရှိသေးတာ work permit တွေမတော်ရသေးတာတော့ကျွန်တော်နားလည်တယ်ဒါပေမဲ့ကျွန်တော်မှာ smart card ဒါမှမဟုတ်ရင်ပန်းရောင်ကတ်ပေါ့နော်အဲ့ဒါတစ်ခုရှိတာနဲ့ကျွန်တော်တို့က level 2ကိုကိုယ်တိုင်ပေါ့နော်ဒါတင်လို့ရမှာဖြစ်ပါတယ်အားလုံးပဲလောက်ဆိုရင်တော့ level 1 2အဆင့်ဘာတွေခွာရှားလဲဆိုတာကိုနားလည်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော် level 2တင်မတက်တဲ့သူဆိုလို့ရှိရင်ကျွန်တော်ဒီမှာလာပြီးတော့ level 2တင်လို့ရပါတယ်ဆိုဒီလိုလေးကောက်တော့ပါပဲအားလုံးပဲအဆင်ပြေကြပါလိမ့်ဗျာ